ချစ်တော်အမလီတတိယချင်းဟာငါခုံချခဲ့တဲ့6ကဘာပဲအမလီနေမရှိတော့တဲ့မျိုးလေးကိုခီးထွက်ဘူးလေမျိုးလေးကဘာမှမပြောင်းလဲဘူးအရင်တိုင်းညှို့မိုင်းမိုင်းအယောင်တွေနဲ့ကောင်းကင်မှာမိခိုးငှက်ကလေးတွေပြန်တန်းစေပဲရန်ကင်းဆန္ဒရှိရောင်ပေပေ9ယောက်ဖြစ်တယ်လက်ကောက်ဘက်မှာမရှိတော့တဲ့နာရီလေးကိုအမှတ်မထင်ကြည့်မိတယ်လို့မျိုးလမ်းကူးလာတဲ့လူတွေကိုငေးနေမိတယ်ငါတွေးမိပါတယ်မျိုးလေးမှာငါမရှိတော့ရောနင်လွမ်းနေခဲ့မလားလို့လူတွေရဲ့မှတ်ဉဏ်ကနောက်ဆုံးတွေ့ခဲ့ကြတဲ့အချိန်မှာရက်တန့်သွားတယ်တဲ့အမလီငါလက်ဖမိုးပေါ်နင်းမျက်ရည်စားပြီးချခဲ့တာငါမှတ်မိတာပေါ့အဲ့ဒီတော့ကမနှက်ဖြန်ကိုလိုလက်ထပ်ကြမယ်လို့ပြောခဲ့တယ်နော်ရေရမောရပါတယ်အမလီရဲ့ရေစရာမောစရာပါပဲအဲ့ဒီလိုပြောပြီးကြတဲ့ကဝေးလိုက်ရတာနင်ကလည်းနင်အမျိုးသားကိုချစ်တဲ့အကြောင်းပြောထွက်နိုင်တဲ့အထိငါကလည်းနင်အကြောင်းတွေးပြီးတခြားမိန်းမတစ်ယောက်ရဲ့နှုတ်ခမ်းကိုနမ်းနိုင်တဲ့အထိခုနင်မရှိတော့တဲ့မျိုးလေးမှာငါရောက်နေတယ်အမလီနင်မျက်ဝန်းတွေဆူဆွလာတိုင်းနင်နှုတ်ခမ်းလေးတွေနှွေးနေတတ်တာသတိရတယ်အမလီရှင်ထဲမှာဘယ်တော့မှဝေးခဲ့ဘူးလို့လဲသတိရရင်နံပါတ်1ကိုနှိပ်ပါမမေ့သေးရင်နံပါတ်2ကိုနှိပ်ပါဘယ်တော့မှမမုန်းခဲ့ဘူးဆိုရင်ငါ့ကိုဖုန်းခေါ်ပါမေမြို့မှာပွင့်တဲ့ပန်းကတစ္ဆာပန်းနဲ့အမလီမန္တလေးမြို့ရဲ့စောင်းရတွေမှာတော့ဘယ်တော့မှမပွင့်မဲ့ပန်းအတွက်ငါမူးလဲနေတယ်ပြီဘယ်တော့မှပြန်မတွေးဖြစ်တော့မဲ့လူတယောက်ရဲ့ဘားကိုအဝေးကနေလှမ်းနှမ်းရတာစမ်းပါတယ်လွမ်းနေလို့မပြောဘဲလွမ်းနေရတာမျိုးကိုအချစ်ဟောင်းလို့ခေါ်တယ်အမလီရီသာဟောင်းနဲ့နေ့ကိုငါရီသာဟောင်းပါတဲ့အမလီရဲ့ငါမှအထိတ်တလန့်ပါပဲရှင်ထဲကခန်းကော်ပန်းနေအခုထိမကြွေသေးတာသူတို့သိရင်ကောင်းမယ်အင်းရှိကဗရောက်ပင်ကြီးကိုမျက်နှာချင်းမဆိုင်ရဲဘူးအမလီရဲ့ငါတို့အတူထိုင်နေနေကြဝေယနာလေးကနေကြည့်လိုက်တိုင်းသူကငါ့ကိုမေးတယ်နောင်ရတရားဟာကိုလွတ်သွားတဲ့ယထာတစင်းရဲ့မိခိုးတွေကိုစိတ်နဲ့လမ်းဖမ်းရတယ်လို့မျိုးလားတဲ့စိတ်ပြည့်ညင်းငွေစွာလှဲချလိုက်တော့ကောင်းကင်မှာနှက်ဖက်ထားတဲ့တိမ်ကြီးမျက်ဝန်းနဲ့ရေးတဲ့ကြပြားတွေကိုဘယ်သူမှနားလည်မပေးကြပါဘူးကွယ်အချစ်ဟာတစ်တပင်ဆိုအလွမ်းဟာရွက်ကြွေတွေပဲအမလီဘယ်တော့မှငကိုယ်တိုင်းပြန်ဖြစ်လာမှာမဟုတ်ဘူးငါအိမ်မက်တယ်အမလီအိမ်မက်တာမဆန်းပါဘူးဒါပေမဲ့အိမ်မက်ထဲမှာတော့နင့်ကိုငါမပိုက်ဆိုင်ရာဆန်းတယ်မနက်ခင်းတွေမှာနင်မျိုးသားနဲ့အတူမိုးထလာတိုင်းငါ့ကိုတတိယပေးပါအမလီငါ့ကိုချစ်ရင်သားလေးမွေးပါဆိုတဲ့စကားကနောက်တာမဟုတ်ဘူးချစ်တော်အမလီရဲ့ငါများအရှင်လက်နင့်ရင်တဲ့ဝင်စားမလားလို့လေပြောပါတယ်အမလီရေဘသူနဲ့မှစကားပြောဖို့မလိုပဲတိတ်လေးထိုင်နေရတာပြောပါတယ်ရှင်ဆက်ခေါက်ဆွဲတပွဲကိုတယောက်တည်းစားရတာပြောပါတယ်ကော်ဖီတစ်ခွက်ကိုတယောက်တည်းတောက်ရတာပြောပါတယ်ညဘက်ဆိုဘသူကမှနှုတ်ဆက်စရာမလိုပဲအေးရတာပြောပါတယ်စီဂရက်တွေအတားစီးမရှိတောက်ရတာပြောပါတယ်ဒုတိယလူတချင်းကိုနားထောင်ရတာပြောပါတယ်ကိုတီပင်းကိုမျက်နုံတူးရတာပြောပါတယ်ငါအခုချက်ချင်းလဲသေးပြီနေ့ဘက်ပကုံးဘောကတက်တူလေးအဖြစ်များဝင်စားမလားနင်ကိုယ်တိုင်မွေးတဲ့နင်သားလေးအဖြစ်ဝင်စားမလားငါတီတွင်ငါတူးရတာချမ်းမြေ့လာပါတယ်အမလီကိုပကုံးကိုကိုက်နေတဲ့ချင်းတကောင်ကိုမရိုက်အားသေးသလိုမျိုးတတိယစိတ်ဟာတစစ်ပေါ်အမလီရဲ့တန်တရားတော့မှာကိုစောင့်နေမှာပေါ့တတူးစင်တူထိုးဖို့အော်စတရာဖနက်လေးစင်တူစီးဖို့ကော်ဖီတစ်ခွက်နဲ့တိတ်လေးထိုင်စူပါနီထရယ်ဇလန်အတူတူကြည့်ဖို့စာအုပ်တော်ကိုအတူတူဖတ်ရင်မင်းပါလေးကိုဖြတ်ကနေနမ်းလိုက်ဖို့ကိုစောင့်နေမှာပေါ့